မဖြစ်နဲ့ထားထား1500မြစ်တာနဲ့ချစ်တာပါဖြူလေးရဲ့တော်တော်ချစ်တယ်နေဟုတ်လားကြာပြီတက်တတိထားနော်နွေရှင်းဆရာကြီးမြောက်ထုတ်ပင်ကော်ကြီးလုံနေဟဲ့လားအေးဆရာကဘာမှမသိရှာဘူးဆိုတော့ဟုတ်နေကြတာတောင်းသမီးအခုမင်းတို့အသက်ဘယ်လောက်ရှိလဲ15 16 16နှစ်မှာအပြူလူပြူဖြစ်တယ်အသက်20မှာအိမ်အောင်ကြတယ်ဆိုရင်လူပြိုဘဝကိုဘယ်နှစ်ဖြတ်တန်းလဲ9နှစ်ဖြတ်တန်းဟုတ်တယ်နော်အသက်60မှာသေမယ်ဆိုရင်အိမ်အောင်တဲ့ဘဝကြီးကိုဘယ်နှစ်ဖြတ်တန်းလဲအနှစ်40ဖြတ်တန်းလွတ်လပ်စွာဖြတ်တန်းရမယ်လူပြိုအပြိုဘဝက9နှစ်တန်းလားမင်းတို့လူဖြစ်ရရှုံးတယ်16 19နဲ့အိမ်အောင်ကြရစေဘိုးတော်စူးသေးနားလည်လားမင်းတို့ရေသိအောင်ဘုဒ္ဓတရအောင်ဆရာပြောပြတခြားနားတော့1500ဆိုတာအချစ်မဟုတ်ကိလေသာတတ်အဲ့မှာစလွဲပြီးအချစ်နဲ့ဝေးတာသူ့ကိုချစ်တယ်ဆိုတာကိုယ့်အတွက်လိုအပ်လို့ရလို့မှုအတွက်ချစ်တာသူ့ကိုချစ်တယ်ဆိုတော့ကိုယ့်ရဲ့တာယာပျော်ရွှင်မှုအတွက်ချစ်တာရေကိုတေချာမကြည့်ပဲမတောက်ပါနဲ့စောင်းတေချာမကြည့်ပဲလက်မှတ်မထိုးပါနဲ့ကိုစီးရဲ့မြေအထီးမောင်းမှန်မသိသူများအချစ်ဆိုလိုက်အချစ်မထင်နဲ့အမြဲပူလောင်နေရနိုင်မယ်ချစ်ချင်းနှစ်တောင်1500ကိလေသာရဲ့ဆွဲမထင်နဲ့အချစ်ရကုံတက်တီစော်ဟာရောက်1500ရဲမှာအချစ်မပေါ့မြစ်တာမပေါ့လူတွေဟာအချစ်လို့ခေါင်းစဉ်တက်ထားတယ်တဏှာရာကတောက်အိမ်ထဲမှာပိတ်နေတယ်အချစ်ဆိုတာချစ်နေဝင်လေတဖီကနေမှမကြည့်သူပြောနေကျင်တဲ့နေရာမျိုးသူ့အဆင်ပြေစေချင်တာမျိုးမေတ္တာနဲ့ရှင်တာလောဘအတ္တနဲ့ရှင်တာမဟုတ်ဘူးသူ့ရဲ့အပြောသူ့ရဲ့အတန်သူ့ရဲ့အကြည့်အိုးအဲ့မှာဒီထဲကတလက်လက်ဖြစ်လာတာကိလေသာအငွေ့တက်နေတော့မကင်းရမကင်းကြောင်ပါတတ်တာပေါ့ဒါပေမဲ့အချစ်ကကိလေသာတတ်တယ်မဟုတ်လူတွေကအချစ်ကိုကိုယ်အတ္တနဲ့ကိုယ်အထိပ္ပယ်ဖွင့်ဆိုနေကြတာအမှန်တော့အချစ်ကအဖြူလေးလေးလောကကြီးမှာချစ်ချင်းမေတ္တာတတ်တယ်ရန်နေပါနေကြပြီအဲ့ဒီငုံနေတဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုပြန်လဲဖော်ဆောင်ရမှာအချစ်စိတ်ကိုအသုံးချတတ်ရင်ကြီးပွားတိုးတက်စေအချစ်စိတ်ရဲ့စွမ်းအားကတိုးတက်မှုကိုအထောက်ပံ့ပေးတယ်ဆရာတို့လည်းမှားကျင်တာပေါ့အရမ်းမှားကျင်တာဘာလို့လဲဆိုမှားတာလွယ်တယ်လေလူဆိုတာမျိုးကအမှားနဲ့အသားကျနေရလူမျိုးကြီးအေးတန်ဖိုးရှိတဲ့လူတွေကအဲ့မှားကျင်တဲ့စိတ်ကိုတက်ပြစ်တာအမှားနဲတဲ့နဲအောင်နေတာတန်ဖိုးရှိတဲ့လူတော်လူကောင်းတွေပဲအပြိုလူပြိုဘဝကိုကိုယ့်ဘဝအတွက်တိုးတက်ရတိုးတက်ကြောင်းနဲ့ဖြတ်တန်းလွတ်လပ်စွာနေစိတ်ကြိုက်၍ဒါပေမဲ့တိတ်ခါကိုအဲ့ရနဲ့မလဲမိစေနဲ့ရာခဲလာတဲ့လူဘဝမှာခွေးဖြစ်မခံနဲ့